ဒီနေ့ပြောပြမယ့်6ရာလေးကတော့ Fuji Town တက်မယ်ဆိုလို့ရှိရင်ဘယ်လိုအရာတွေပြင်ဆင်ရမလဲဆိုတော့နည်းနည်းလေးပြောပြပေးသွားမှာဖြစ်ပါတယ်။သတိထားစရာလေးတွေပြင်ဆင်စရာလေးတွေလမ်းကြောင်းရွေးတာလေးတွေကိုနည်းနည်းပြောပြသွားမှာဖြစ်ပါတယ်။ Okay ကျွန်တော်ဒီနေ့ Fuji Town သွားတက်မယ်။ပဲရှင်းရတော့အောက်ပြရတော့အိတ်ကနေနည်းလေးတယ်။ကျွန်တော်ဘူရာနေမီရှိမာဘူရာသွားမှာဖြစ်ပါတယ်။အိတ်ကနေတစ်စိပ်ပဲတော့မှ Kawaguchi Go ဆိုတဲ့ဘူရာသွားပြီးတော့မှနောက်ပြီးတော့Fuji ရဲ့ fifth station ကိုဆက်သွားမှာဖြစ်ပါတယ်။တော့အဲ့ဒီနည်းနည်းတော့လေးရတာ။ကျွန်တော်ထက်လာတာများလာတော့မတော်တော့ပြီးတော့မှရေးတယ်ဆိုလို့ရှိရင်နည်းနည်းရှိကျွန်တော်သွားမှอยู่ရှိကြတာဖြစ်ပါတယ်။တရားမနေက9လချင်းတူပြီမဲ့လို့Kawaguchi ကိုပဲသွားမှာဖြစ်ပါတယ်။ Fujinomiya ရဲ့9လမဟုတ်ပါဘူး။သတိထားစီစဉ်တာပါ။ဘတ်စကားလက်မှရောင်းမဲ့နေရာဖြစ်ပါတယ်။ဒါအဲ့ဒီနေရာလေးမှာဝယ်ရမှာပါ။Kawaguchi ကိုပူတာရောက်ပါပြီ။ဒါတော့9လောက်ဆက်တက်မှာဖြစ်ပါတယ်။မြူလေးဆိုင်းနေတာဖြစ်ပါတယ်။ဘာမှမမြင်ရပါဘူး။9လောက်ရောက်ပါပြီ။ဒီနေရာမှာလိုအပ်တဲ့အားတွေအကုန်9လို့ရပါတယ်။ဒါကျွန်တော်ရဲ့ contact fashion ပါ။ Fuji Town တက်တော့မယ်ဆိုလို့ရှိရင်ဒီ website ကိုဝေးရမှာဖြစ်ပါတယ်ဒီ website ထဲမှာရှိတဲ့လိုအပ်တာတွေသူတို့ရေးထားတာတွေကိုဖတ်ရင်တော့လည်းပိုကောင်းတယ်ပေါ့မဖတ်နိုင်ဘူးဆိုလို့ရှိရင်လည်းအဲ့လိုမျိုး YouTube ပေါ်ကတင်ထားတာတွေသူများသွားခဲ့တဲ့အတွေ့အကြုံတွေကိုပြန် share တဲ့ဗီဒီယိုတွေကိုကြည့်ထားဖို့ပြောချင်ပါတယ်အခုကတော့ကျွန်တော်ည9:00နာရီဆက်တက်မှာဖြစ်ပါတယ်နေထွက်တော့လည်းကြည့်နေတဲ့အတွက်ရမကိုရမှာနေအိပ်ပြီးတော့ဆက်တက်မှာဖြစ်ပါတယ်ဒီလိုရောက်လာပါပြီည10:00နာရီခွဲပါကဲဆက်သွားလိုက်တဲ့ရင်နဲ့မူးရတယ်စင်တော့တိတ်မပြေဘူးဟိုကဒီမှာလာရွာမိုးရတဲ့ရက်ဆိုတော့တက်ရတာလည်းအဆင်မပြေဘူးတက်တော့လည်းမိုးရတယ်အဆင်တော့လည်းမိုးရတယ်အဲ့လိုမျိုးရေတွေပါတယ်တော့တိတ်မလို့ပြမိုးရတဲ့ရက်ဆိုလို့ရှိရင်ကိုတက်မဲ့ရက်ရာသီဥတုအခြေအနေကိုလည်းကြည့်သွားသိတယ်လို့ထင်ပါတယ်နေပူမယ်ဆိုလို့ရှိရင်ရေတွေများများဆောက်သွားသိတယ်လို့ထင်ပြီးတော့မိုးရမယ်လို့ထင်တော့အနွေးတွေထူထူတွေလိုမှာဖြစ်ပါတယ်အနွေးတွေမိုးကားတွေလိုမှာဖြစ်ပါတယ်လိုအပ်တဲ့တောင်တက်ဖို့အတွက်လိုအပ်တဲ့ဂီယာတွေကိုတော့အဲ့ဒီ Fuji Town မှာပဲ9လွာမှာပဲအကုန်9လို့ရပါတယ်မိုးကြီးပါတယ် rain gear လေးဆောင်းလာတော့ဒီမှာဖြစ်ပါတယ်ဒါကျွန်တော်တို့နားနေတာဖြစ်ပါတယ်။အောက်မှာလည်းဆက်တက်လာတဲ့လူတွေရှိနေပါသေးတယ်။ဒါကတော့အပေါ်ကမြင်ရတဲ့မြို့အနေအထားဖြစ်ပါတယ်။ဒါတော့ကျွန်တော်တို့ရောက်တော့မှာဖြစ်ပါတယ်။အဲ့တော့အပေါ်ဆုံးအနေအထားမှာဖြစ်ပါတယ်။ရေးတယ်ဗျတက်လာတဲ့လူတွေကလည်းတပွဲရှိနေပါတယ်။ကျွန်တော်တို့ရောက်သွားတာက3နာရီခွဲဝန်းကျင်ဖြစ်ပါတယ်ဒါတော့နေထွက်ဖို့ကြီးမဲ့လူတွေဖြစ်ပါတယ်ထိုင်ဆောင်နေကြတာပါအဲဒီအချိန်မှာလည်းအောက်ကနေတက်လာတဲ့လူတွေလည်းရှိပါသေးတယ်ဒါတော့အပေါ်ကမြင်ရတာပါနည်းနည်းလေးအလင်းရောက်တက်လာပြီပြတက်တဲ့လူတွေကတော့ရှိနေတော့ပါဒါတောင်ပေါ်ရောက်ပါပြီဒါတောင်ပေါဝါကပါဒါတောင်ရဲ့ချိုင်ဝမ်ဖြစ်ပါတယ်ဒါလူတွေပတ်သွားတာလည်းမြင်ရမှာဖြစ်ပါတယ်ပြီးတယ်ဗျအပေါ်မှာတော့အနွေးတွေဆောင်းသွားဖို့ပြောချင်ပါတယ်ကိုတက်မဲ့လောင်းကြောင့်တေချာလေးရွေးပြီးတော့ booking ယူစေချင်ပါတယ်
လူအများဆုံး beginner တွေတက်တာများဒါကတော့ယိုရှိတာလမ်းကြောင်းဖြစ်ပါတယ်ကျန်တဲ့လမ်းတွေကိုတော့ဒါနည်းနည်းလေးတောင်တက်ထူတဲ့လူတွေတွေ့ကြုံရှိတဲ့လူတွေတက်ကြတယ်လို့လည်းပြောတယ်ဗျဒီကောင်တွေကနည်းနည်းရှည်တယ်ဖူဂျီနိုမီယာဆိုလို့ရှိရင်ဒီကောင်ဒီအပြာရောင်နဲ့လမ်းကြောင်းဖြစ်ပါတယ်တက်တာက 4.3 ကီလိုမီတာဆင်းတာလည်း 4.3 ကီလိုမီတာပါဂိုတမ်ဘာကတော့10 ကီလိုမီတာတက်ရမယ်ဗျဒီကောင်နည်းနည်းရှည်တဲ့လမ်းကြောင်းတွေမှာပါတယ်ဂိုတမ်ဘာကဒီအစိမ်းအောင်က10 ကီလိုမီတာတက်ရပြီးတော့အဆင်းကတော့10 ကီလိုမီတာရှည်မှာဖြစ်ပါတယ်စူပါရှီဒီကတော့9 ကီလိုမီတာတက်ပြီးတော့6 ကီလိုမီတာပြန်ဆင်းရမှာဖြစ်ပါတယ်ဒါကျွန်တော်တက်ခဲ့တဲ့လမ်းဖြစ်ပါတယ်ဒါယာမာနာရှိ prefecture နေရာပါယောရှိတာလမ်းဖြစ်ပါတယ်တက်ရတာလည်း6 ကီလိုမီတာပေါ့ဗျာဆင်းတာလည်း9 ကီလိုမီတာပါသူကတက်တဲ့လမ်းနဲ့ဆင်းတဲ့လမ်းခွဲထားပါတယ်တက်မဲ့ရဲ့ညနေ2နာရီမထိုးခင်တက်ရမှာဖြစ်ပါတယ်အဲ့လို2နာရီကျော်မှအဲ့ဒီစဝင်မဲ့နေရကောကိုင်းမဲကိုရောက်မယ်ဆိုလို့ရှိရင်သူကဝင်ခွင့်မပေးတော့ပါဘူးဝင်ကျင်တယ်ဆိုလို့ရှိရင်အဲ့ဒီထဲမှာရှိတဲ့ယာမဂိုရလို့ခေါ်တဲ့တက်ခုကန်ရှာမှာဖြစ်ပါတယ်တက်ခုကန်ပြည့်သွားပြီဆိုလို့ရှိရင်တက်ခုကန်ငားလို့မရတော့တောင်တက်ခွင့်ရမှာမဟုတ်ပါဘူးဝယ်ထားတဲ့လက်မှတော့မဆုံးဘူးဗျအဲ့ဒီနေ့မှလည်း cancel လုပ်လို့ရတယ် cancel လုပ်ရင်ပိုက်ဆံတွေအကုန်ပြန်လာတယ်ဗျပြန်ရတယ်ဘယ်လိုလုပ်ရမလဲဆိုတော့နောက်တရက်မနေ့3နာရီထိစောင့်ပြီးတော့မှပြန်ဖွင့်တာဖြစ်ပါတယ်အနေထက်တော့ကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒီယာမဂိုယာဆိုတဲ့နေရာမှာတဲပြီးတော့မှကိုရောက်မဲ့အချိန်နဲ့နေထွက်မဲ့အချိန်နဲ့ညှိပြီးတော့တဲလို့ရမှာဖြစ်ပါတယ်တရက်မှာတောင်တက်တဲ့ဦးရေ4000ပြည့်သွားတယ်ဆိုလို့ရှိရင်ဆက်တက်ခွင့်မပေးတော့ပါဘူးလူများတဲ့ရက်တွေမှာဆိုလို့ရှိရင် booking ကြိုယူထားတင်တယ်လို့ထင်ပါတယ်ကျွန်တော်တက်တာည9နာရီကဆက်တက်တာဆိုတော့နည်းနည်းတော့စအေးတယ်ဗျအောက်မှာတော့တိတ်အပေါ်ရောက်လို့ပို့ပြီးတော့အေးသွားတယ်ဗျမိုးပါထရွာတယ်ဆိုတော့ပို့ပြီးတော့အေးတယ်ဗျထိတ်ဆုံးရောက်ရင်တော်တော်အေးတယ်ဗျအနွေးတယ်မပိုင်အဆင်မပြေဘူးမိုးကတော့ဖနတ်တို့ကတော့ဟိုမှာအကုန်ငားလို့ရပါတယ်ဖနတ်ကတော့ကျွန်တော်အကြံပေးနေတာကတောင်တက်တဲ့ဖနတ်ကိုယူသွားစေချင်ပါတယ်ခြေတွေပါချော်တလို့ပါရောရခုလုံးမယ်ဆိုလို့ရှိရင်ဒီ website တွေကိုဆက်ဝင်ရမှာဖြစ်ပါတယ်session နဲ့အထက်ဆိုတယောက်4000ခလေးဆိုလည်းတယောက်4000ဖြစ်ပါတယ်ယာမတန်ဆိုတဲ့ website ဖြစ်ပါတယ်ဒီ website ကနေပြီးတော့ကိုတဲမဲ့နေရာကိုထပ်ငားမှာဖြစ်ပါတယ်တောင်တက်မဲ့လက်မဝယ်တဲ့ website နဲ့တဲမဲ့နေရာငားတဲ့ website ကမတူပါဘူးသတိထားစေချင်ပါတယ်ဒီကောင်ကိုbooking လုပ်မယ်ဆိုလို့ရှိရင်သူက credit card နဲ့ပေးချရတာဖြစ်ပါတယ်ပေးနဲ့မရပါဘူးမိုးရမယ်ဆိုလို့ရှိရင်တော့အဆင်မပြေဘူးဗျအဲ့တော့မသွားသေးဘူးလို့ထင်ကျွန်တော်သွားတာမိုးရတယ်ဆိုတော့တော်တော်အေးပါတယ်အနွေးတွေကြောမှာကတဲ့အပူအိတ်လေးတွေလည်းယူသွားသေးတယ်လို့ထင်တယ်ဗျအရေးကြီးစားလမ်းတွေပါတယ်ဆိုလို့ရှိရင်လည်းအဲ့လိုမျိုး plastic အိတ်တွေလည်းထည့်ပြီးတော့ယူသွားသေးတယ်လို့ထင်ပါတယ်အဆင်းကကြတော့လမ်းမတူဗျအဆင်းကကြတော့အဲ့လိုမျိုးကုတ်တက်ရတဲ့အကြောက်တွေမဟုတ်ပါဘူးဒီလိုမျိုးအရှောနဲ့မြေပြင်လမ်းဆင်းရတာပါကျွန်တော်ဆင်းတာတော့မိုးအရန်ရွာတဲ့အတွက်ရေတော်တော်စီးတယ်ဗျအဲ့လိုမျိုးဆင်းတဲ့လမ်းကြောင်းတွေမှာရေတွေစီးတော့ကြောက်ဖို့တော့နည်းနည်းကောင်းတယ်မိုးတအားရွာတော့လေကဲကျွန်တော်ပြောရင်တော့ဒါပဲတက်ကြမယ်ဆိုလို့ရှိရင်ဂီးဆိုင်ပြီးတော့တက်ချဖို့ပြောချင်ပါတယ်အမြင်ကြောက်တဲ့သူတွေအနေနဲ့လည်းမတက်သင့်ဘူးလို့ထင်တယ်တက်မယ်ဆိုလို့ရှိရင်ညဘက်တက်တော့အောက်ဘက်ကိုလမ်းဝင်မရတော့နည်းနည်းလေးတော်မယ်ဗျနေကင်မတက်မယ်ဆိုလို့ရှိရင်တော့နည်းနည်းလေးအောက်ကိုလမ်းချင်နည်းနည်းလေးကြောက်ဖို့တော့ကောင်းတယ်သတိနဲ့သွားကြဖို့ပြောနေပါတယ်ဒါတော့ကျွန်တော်တို့ဆင်းပါပြီမိုးရွာတာဖြစ်ပါတယ်မိုးရမ်းရွာပါတယ်မိုးပြလို့ဒါတော့မိုးပွဲရွာတော့ရိုက်ထားတာဖြစ်ပါတယ်မိုးကတားတဲ့ကြီးပါတယ်ကြောက်ဖို့လည်းနည်းနည်းတော့ကောင်းပါတယ်အလုံးမိုးကြသွားပြီဒီပန်းနေဒါကျွန်တော်ဆင်းပြီးတော့အောက်ကိုရောက်တော့မှာပါဒီအခုတော့ပြန်ဆင်းလာပါပြီကျွန်တော်တို့ပြောင်းပါပြီခါဝကူချီကိုအခီရောက်ပါပြီဒါတော့ကျွန်တော်တို့ဖူဂျီတောင်ထိပ်ရောက်ခဲ့တဲ့လက်ဆောင်ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်